မင်္ဂလာပါကျွန်တော်ရဲ့ Century Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အခုလို thumbnail တစ်ပုံကိုဖုန်းနဲ့ပဲဘယ်လို edit ရမလဲဆိုတာကိုကျွန်တော်တစ်ချက်လောက်ရှင်းပြပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးပါဦးနော်အရင်ဆုံး paste art တွေကိုကျွန်တော်တို့ဝင်လိုက်မယ်ဝင်ပြီးရင် blank ကိုကျွန်တော်ရွေးလိုက်မယ်ပြီးရင် YouTube thumbnail ဖြစ်တဲ့အတွက်ကျွန်တော်တို့က16 9ပေါ့နော်ဒီဗီဒီယိုကိုကျွန်တော်ရွေးလိုက်ပြီပြီးရင် add photo ကိုနှိပ်ပြီးတော့ကျွန်တော် thumbnail မှာသုံးမဲ့ပုံတွေကိုရွေးထားလိုက်မယ်နောက်တော့ကျွန်တော်သုံးမဲ့ subject တွေကိုကျွန်တော်က remove background ကိုနှိပ်ပြီးတော့အကုန်လုံးကို background တွေဖယ်ထားလိုက်မယ်ပြီးရင် thumbnail မှာသုံးမဲ့ background ကိုကျွန်တော်က subject တွေအားလုံးရဲ့အောက်ကိုထားလိုက်မယ် subject နဲ့ background ရဲ့ position တွေကိုကြိုက်တဲ့လိုနေရာချပြီးတော့တဲ့အခါမှာကျွန်တော်က background ကိုအရောင်ပြောင်းမှာဖြစ်တယ်ရှေ့ထဲမှာဒီ shade တစ်ခုကိုယူလိုက်မယ်ပြီးတော့အရောင်ကတော့ကျွန်တော် light ဖက်မဲ့အရောင်ပေါ့နော်အနေရောင်ကိုကျွန်တော်ရွေးထားလိုက်တယ်ပြီးတော့ blend ထဲမှာ margin line ကိုရွေးမယ်ကျွန်တော်လိုချင်တဲ့ background မျိုးကိုရတော့တဲ့အခါမှာ sticker ထဲမှာ light source တစ်ခုကိုရွေးထားမယ်ပြီးရင် position ချထားလိုက်မယ်ပြီးတာနဲ့ blend ထဲမှာ screen မှုကိုပြန်ပြီးတော့ချိန်ထားမယ်ပေါ့နော်ပြီးတော့မလိုအပ်တဲ့နေရာတွေကို eraser tool နဲ့ကျွန်တော်ဖြတ်ထုတ်လိုက်မယ်အောက်ထပ် light source တစ်ခုကို subject ကနောက်မှာထားချင်တာဖြစ်တဲ့အတွက်ဒီကောင်ကို screen မှုချိန်ပြီးတော့ subject ကနောက်ကိုပို့ထားလိုက်မယ်ဒါဆိုရင်ပုံကပို့ပြီးတော့ကြည့်လို့ကောင်းတော့တာကိုတွေ့ရလိမ့်မယ်ကျွန်တော်ကတော့ paste art မှာပဲ subject တွေကို highlight ထည့်ပေးထားတယ်ဒီလိုထည့်ခြင်းအပြင် subject နဲ့ background ပို့ပြီးတော့ကွာသွားပြီးတော့ရုပ်ကပို့ပြီးတော့ကြွသွားလိမ့်မယ်ဒီလို highlight ထည့်တဲ့ဗီဒီယိုတော့ကျွန်တော်ဒီထဲမှာတော့ပြောမထားတော့ဘူးအရင်ရှင်းတော့မှာဆိုတော့နောက်တဲ့ဗီဒီယိုတစ်ခုမှထပ်ပြီးတော့တွေ့မယ်ပေါ့နော်ဒီပုံကတော့နောက်ဆုံး result လေးပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ